အော်မောင်လေးမင်္ဂလာပါမောင်လေး မတို့မှာတော့ပညာသိနေလို့ အမားတို့ကဒိုးပညာသင်နေလို့လားအော်ထာမောင်လေးရဲ့ဒိုးဖွဲ့လားဩမောင်လေးအမားတို့စီမှာသင်ချင်တယ်ဆိုတာကလေဒိုးကတော့ဘယ်ဟာကိုသင်ချင်တာမောင်လေးဘယ်3မျိုးတော့ရှိတယ်အမားတို့စီမှာဒိုးကလေဒီလိုဟာလေးတွေရောဒီလိုဟာလေးတွေရောအများကြီးရှိတယ်မောင်လေးဘယ်ဟာကိုသင်ချင်တာလဲ အကောင်လုံးသိ အကောင်လို့သင်ချင်တာပညာကုတ်သင်ချင်တာမောင်လေးအော်ပညာကုတ်လားပညာကုတ်တော့မပေးနိုင်သေးပါဘူးအမားတို့စီမှာတော့ဘာဖြစ်လဲဆိုတော့အမားတို့မောင်လေးတို့ပညာကုတ်သင်ပေးလိုက်လို့ရှိရင်အမားတို့ဖွဲ့တဲ့မောင်လေးတို့ဖွဲ့တဲ့ level 2သွားမှာပေါ့တော်လေးထဲမှာဆိုလို့ရှိရင်အမားတို့ပညာကုတ်ပေးလို့မဖြစ်ဘူးလေမောင်လေးတို့အမားတို့လည်းဆရာစားချင်ရသေးတာဗောမောင်လေးရဲ့ပြီးတော့အမားတို့လည်းနီးပညာသမားတွေလေဒီမျိုးအမားတို့ခက်ခဲရလာတဲ့ပညာတွေကိုမောင်လေးတို့အဖွဲ့အမားတို့ကတော့ဒီတိုင်းတော့ကျန်တော့မမျှပေးနိုင်ဘူးလို့ထင်တယ်မောင်လေးဒီလားအမားတော့လေ sorry နော် မတို့ကလည်းတော်လိုင်းရေပေါ်ချစ်ချင်းမှာတူတိုက်မတူအန်တဲရအောင်ပေါ့ ဟာမောင်လေးကလည်းအမားတို့ပြောပြီးပြီလေအမားတို့ကနီးပညာတက်ဖွဲ့တွေမှုလို့အမားတို့တွေဒီလိုမျိုးဆရာစားတော့ခြံရတာရှိတယ်လို့မြန်မာစကားပုံတော်မရှိသေးတာပဲမောင်လေးရဲ့ကြားဆရာကြောင့်ဆိုမောင်လေးမကြားဘူးလားအမားတို့တွေပညာကုန်ပေးလို့မရဘူးလေအမားတို့ပညာကုန်ပေးရလို့ရှိရင်မောင်လေးတို့ဖွဲ့တယ်အမားတို့ဖွဲ့တဲ့ပညာနဲ့တို့ညီရမှာဗောအဲ့ဒါဆိုရှင်ပြောတာနားမလည်ဘူးလားမောင်လေးလေမောင်လေးတို့ဖွဲ့မှမသိသေးဘူးဆိုမလို့ရှိနေမောင်လေး အမတို့တော်လည်းတော်တော်စောစကားများပါပဲကွာ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  Oh, so many.